Okay ကျွန်တော်ခုကြာဒီဟိုပါဘောနော် standard input output နဲ့ error အကြောင်းကိုပြောမယ်standard input output error ဆိုတာကြားဘူးတဲ့လူလည်းရှိနေမယ်ကြားဘူးချင်မှလည်းကြားဘူးလိမ့်မှာပေါ့နော်အဲ့ဒါကိုကျွန်တော်လေ့လာကြည့်အောင်ကျွန်တော်မှာဆိုလို့ရှိရင်၃မျိုးရှိတယ်ဘာလဲဆိုလို့ရှိရင် std ပေါ့နော် standard input ဆိုတာရှိရယ်ဒီလိုချလိုက်မယ် std out ဆိုတာရှိရယ် standard output ဆိုတာရှိရယ်ပြီးရင် std error ဆိုတာရှိရယ်ဒါအတူကောက်တွေပေါ့နော်ဒီတိုင်းရေးထားတယ် std ဆိုတာ standard ကိုပြောတာ in ဆိုတာ input တို့ out ဆိုတာ output တို့ err ဆိုတာ error တို့ပေါ့နော်အဲ့မှာဆိုတို့ကိုကျွန်တော်တို့ကဒီ find ဆို data အနေနဲ့ဆိုလို့ရှိရင် in ဆိုလို့ရှိရင်ကျွန်တော်ကဘာအနေနဲ့သုံးလဲဆိုရင်0ကိုသုံးတယ် out ဆိုလို့ရှိရင်10 1ပြီးပါဆိုတော့သိပါတယ် error ဆိုဘာဖြစ်တော့မလဲ2ပေါ့အဲ့တော့ကျွန်တော်0ဆိုတာ standard input 1ဆိုလို့ရှိရင် standard output 2ဆိုလို့ရှိရင် standard error ဒါလေးဒီတိုင်းခဏမှတ်ထားအောင်ပေါ့နော်ဒီမှာတော့အဲ့တော့ကျွန်တော်မှာ3မျိုးရှိရဆိုတာသိရမယ် input output ပြီးရင် error အတွက်ဟုတ်ပြီအဲ့ဒါလေးကြည့်ကြည့်အောင်အဲ့တော့အရင်ဆုံးကျွန်တော်ကဒီ cd cat နဲ့ပေါ့နော်cd cat နဲ့မလုပ်တော့ဒီ df.h ဒါဆိုဘာဖြစ်လဲကျွန်တော် div usage ကြီး repo ကြီးထွက်လာဟုတ်ပြီအဲ့ repo ကျွန်တော်ဒါမှမလိုချင်ဘူးဗျာဒီ output ကိုဒါဆိုပုံမှန် standard output ပဲဒီ output ကြီးကျွန်တော် redirect လုပ်လိုက်မယ်ဒီ lesson sign နဲ့ redirect လုပ်လိုက်တယ်ဟုတ်ပြီဒီ output ကျွန်တော်မလိုချင်ဘူးမလိုချင်တဲ့အတွက် redirect လုပ်မယ်ဘယ်လိုလုပ်မလဲမရှိသေးဘူးကျွန်တော် create လုပ်လို့ရတယ်ဒါမှမဟုတ်ရှိပြီးသားဟာကို override လုပ်ချင်တာရတယ်div usage report.txt sorry txt ဘလူးတူရပါဖြစ်တော့ရပြီ txt အဲ့တော့ဒီမှာထွက်သေးလားမထွက်တော့ဘူးအဲ့ဒါဆိုရင်ကျွန်တော်ဒီ df.h ဆိုပြီးဒီ command လေးရိုက်လိုက်တယ်ပေါ့နော်အဲ့ရိုက်လိုက်တဲ့အတွက်ဒီအပေါ်က output ထွက်လာမှာမှန်တယ်အဲ့ output ဒီကျွန်တော်ပုံမှန်ဒီ terminal မှာပြသေးတာဆိုမပြသေးဘူးဒီ lesson sign လေးကြောင့်မလို့သူဒီအဲ့ output တွေအားလုံးဒီဘယ်ထက်ရောက်သွားလဲ this usage report.txt ဆိုတာကိုရောက်သွားအဲ့တော့ကြည့်ကြည့်အောင်ကြည့်မယ်ဆိုဘယ် command သုံးမလဲကျွန်တော် file ထဲမှာရှိတဲ့ content တွေကိုကြည့်ကြည့်လို့ရှိရင် cd cat ကိုသုံးလို့ရတယ်အဲ့ဒီမှာ cat နဲ့ကြည့်လိုက်တဲ့အချိန်မှာဒီကောင်တွေထွက်လာရမယ်နော်အဲ့မှာတော့ကျွန်တော် redirect လုပ်တဲ့အချိန်မှာနှစ်မျိုးရှိရယ်ဒီလို lesson sign လေးတစ်ခုလည်းသုံးတာရှိရယ်နှစ်ခုသုံးတာရှိရယ်ရမယ်နော်ခုကျွန်တော်ဒီ lesson sign တစ်ခုလည်းသုံးပြီးထပ်ပြီးတော့ရေးလိုက်မယ်ပေါ့နော်ပြောနေတာဒီ usage report ထပ်ပြီးထုတ်မယ်ပြီးအဲ့ file ကိုသွားပြီးထပ်ထည့်တယ်ပြီးရင်ကျွန်တော် cat နဲ့ပြန်ပြီးတော့ကြည့်လိုက်ဒါပေမဲ့ဘာဖြစ်လဲ share ဟာဒီ override ဖြစ်သွားပါတော့ဘာလို့ဆိုတော့ပုံမှန်တိုင်းဆိုဒီဟာတစ်ခုရှိနေဆိုနောက်တစ်ခုဒီအောက်ကနေဆက်ပြီးတော့ရောက်အောင်ပါဒါပေမဲ့အဲ့လိုရောက်လာဆိုတော့ရောက်မနေဘူးရောက်မနေတဲ့အတွက်ဒါဒီ override လုပ်ချင်းခံရတယ်ဆိုတာမြင်လာတယ်မသေးကြဘူးကျွန်တော်နောက်တစ်မျိုးစမ်းပြမယ်ခုကျကျွန်တော်ဒီ lesson sign ကိုတစ်ခါမသုံးတော့ဘူးနှစ်ခါသုံးမယ်ဗျာထည့်လိုက်ပြီထည့်ပြီးတော့ရောက်ကြည့်ကျွန်တော် cat နဲ့ပြန်ကြည့်အဲ့မှာကျဘာဖြစ်သွားလဲဒီမှာ file system site တွေပါတယ်ဒီနှစ်ခါရောက်နေတာကိုတွေ့ရတယ်ရမယ်နော်ဘာလို့လဲကျွန်တော် override မလုပ်ခိုင်းတော့သူ့သွားပြီး append ထပ်လုပ်ခိုင်းတာရှိပြီးသားဟာတွေမှာသွားပြီးတော့ထပ်ပြီးတော့ထည့်ခိုင်းလိုက်တာရမယ်နော်ဒါပုံမှန်အတိုင်းသုံးတဲ့ဟာပေါ့နော်အဲ့ဒါမှကျွန်တော်ဒီ output နဲ့ error အတွက်အဓိကဆန်းမယ်output နဲ့ error ကိုဆန်းမယ်ဆိုတော့အရင်တော့ရှည်သွားလိမ့်မယ်ပတ်1ပတ်2ခွဲပြောသားမယ်အရင်ဆုံးဆန်းကြည့်မယ်ls ls ရေးလိုက်မယ်ဆိုကြပါစို့ဘာပြမလဲကျွန်တော်သူရှိတဲ့ဟာပြပေးရမှာဟုတ်ပြီအဲ့ ls ဆိုပြတာမှန်တယ်အဲ့တော့ကျွန်တော်အမြဲပုံလေးရေးမယ်နော် list.txt ကိုထည့်သိမ်းတယ်အဲ့တော့မှ default ကဒီ standard output ပေါ့နော်အဲ့သွားပြီးကြည့်လိုက် list.txt ဆိုဘာတွေတွေ့ရမလဲဒီအပေါ်ကကျွန်တော်တို့ဒီမှာ ls ဆိုရေးခဲ့တဲ့ဒီကောင်လေးတွေပဲတွေ့ရမှာဟုတ်မဟုတ်သွားကြည့်မယ်ဟုတ်တယ်ဒီကောင်လေးတွေပဲတွေ့ရတာဒီမှာတော့သူကတစ်ခုချင်းစီဒီမှာလာထည့်ပေးထားတော့ဒီ output ပဲတကယ်တော့ဟုတ်ပြီတကယ်လို့သာကျွန်တော် r-rs list.txt ဖြတ်လိုက်မယ်ဖြ
ဖြတ်ပြီးသွားတော့ကျွန်တော်က list ကြည့်မှာတော့မှန်တယ် redirect လုပ်မှလည်းမှန်တယ်ဒါပေမဲ့ကျွန်တော်2အကြမှာ redirect လုပ်ပြီးထည့်မယ်လို့ပြောလိုက်တယ်အဲ့ဒါဘာဖြစ်မှာထင်လဲအဲ့ဒါဓာကြီးကထွက်လာတယ်ဘာလို့ထွက်လာလဲထပ်ပြီးမေးရရှိတယ်ရှင်းရှင်းလေးပဲပုံမှန် default ဆိုလို့ရှိရင်သူက standard output ကို redirect လုပ်ပြီးထည့်တာနောက်ခုကျကျွန်တော်ဘာလုပ်လိုက်လဲ2ဆိုရင် standard output ဟုတ်ပြီလားမဟုတ်တော့ကျွန်တော် video အစမှာပြောခဲ့တယ်ဘာကြီးလဲ standard error အဲ့တော့ standard error ကြာမှာသူ redirect လုပ်ပြီး list.txt ကိုသိမ်းမှာအဲ့တော့ error မတက်ရင် standard error မရှိဘူးပုံမှန် output standard output ပဲရှိတယ်ဒါပေမဲ့ standard output ကိုကျွန်တော်ထည့်မဲ့ list မှာပါနေလားမပါနေဘူးအဲ့အတွက် output ထွက်လာတယ်ဒါလို့ error တက်ခဲ့မယ်ဆိုရင်ရော error တက်မယ်ဆိုရင်ကျွန်တော်တမင် error တက်အောင်ရေးကြည့်မယ်ရမယ်နော် error တက်အောင်ရေးမယ်ဆိုကြပါစို့ root 1တရင်တိုင်းရမရှိဘူးဗျာမရှိတော့တေချာပေါင်း error တက်မှာအဲ့ error တက်ပြီဆိုသူ standard error ဖြစ်သွားပြီဒီမှာ 2 less than sign လေးကြောင့်မို့လို့တက်လာတဲ့ error standard error ဆိုဘယ်ထက်ရောက်သွားမလဲဒီ list.txt ကိုရောက်သွားလိမ့်မယ် error output ထွက်လာမှာတော့မဟုတ်ဘူးဒါပေမဲ့ get နဲ့သွားကြည့်လိုက်တူတူ keyword ကတော့အားသွင်းမှရရမယ် list.txt အဲ့ကြပါဖြစ်လေဒီ root q1 ဆိုတာကြီးက accessible မဖြစ်နေပါဘူးเนาะ no search file ကိုထားဆိုပြီး error message တွေဒီဘယ်ထဲမှာရောက်နေလဲ list.txt ရဲ့ကိုရောက်နေအဲ့ဆိုတော့ရှင်းလိုက်မယ်ပေါ့เนาะ1ဆိုတာဘာ2ဆိုတာဘာကိုကဘယ်ဟာလိုချင်လဲလိုချင်တဲ့ဟာလေးပဲဒီထဲမှာတစ်ခါလေထည့်လိုက်လို့ရတယ်ရမယ်เนาะအဲ့ဒီမှာကျွန်တော်တစ်ပိုင်းရမယ်